အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြန်မာတာမွန်ခရတာပါနော်ဒီနေ့ကခုန episode 5မဆုံးတက်သွားတဲ့ episode 5လေးပါနော် episode 5လေးလုံးဝဖြစ်တဲ့ကြောင့်အားလုံးကြည့်ရှုကြပါ sorry ရှွာနာရောက်တယ်ဒီနော်ဒီရောက်မှထင်တော့အရှိန်နဲ့ဆင်းလာအတိုင်းပဲတက်ခကြံတော့ခွက်ရောက်မှာအဲ့တော့ဒီနားလေးကတော့ဒီတော့နေရာဒီရထဲလာတယ် okay ဟုတ်တယ်တဘလနဘလ3ဘလ4ဘလ5 6ခဏနော်ပြန်ပါနော် oh shit အဲ့ဒါဒီနားလေးမှာ develop ထားတယ်အဲ့တော့အချိန်နဲ့လာတယ်ဟိုတန်းတော်ရအောင်တက်ပြီးတော့ဒီလို okay အချိန်နဲ့လာတော့ခကြရောအချိန်နဲ့တော့ဒီကြောင့်မယူတန်းလေးပဲလာတော့ခကြရောဒီနော် develop ထားတယ်ကောင်းမှလည်းပြည့်တယ်让说哒，OK， 来，我再给我这个发的呀，完了 ，1 2 3 1 2 3 啊，这那到4，看哪里哦，4个，我看哪里玩呢？channel လေး like subscribe လေးလုပ်ဖို့မမေ့ခဲ့ပါနဲ့လေ5 6 9 10 9 10 10ခုနော်ဘယ်လိုမျိုးမှာနောက်ချလိုက်မယ်ဒါလေးထားမယ်ဟုတ်ပြီစမ်းကြည့်မယ်10ခုမြောက်ဒီမိပါသလားလို့စမ်းကြည့်မှာနော်ဒီအရှင်10ခုမြောက်ဒီရတယ်ဒါဆို10ခုလောက်ရှိတယ်ဘာရှီဟာလေဟာရစေဒီကနေပြစားမနော်ဒါစေပြီးတခါရတယ်နဲ့3 4 5 6 8 9 10ဘယ်နှခုမေးပါလို့နော် sorry တဲ့နဲ့3 4 5 6 9 10ခုမြောက်မှာဆိုတော့7ခုလောက်ထားလို့ရတယ်ဘောစတော့ဒီကတော့မှာ10ခုကျော်တစ်ခုပေါ့နော်10ခုကျော်တစ်ခုမှထားလိုက်ရပါတော့10ခုကျော်တစ်ခုမှကျွန်တော်ထားလိုက်မယ်1 2 3 4 5 6 9 10 9 10ဟုတ်ပါဆို7တောင်ပြသွားခုကမြန်နေပြောကျွန်တော်ဘက်ကကြီးရအားတော့ကောက်ပါပဲအားတော့ကဒါလေးရတယ်ရော1 2 3 4 5 6 9 10 9 10နော်10အားကြီးကျွန်တော်ပြင်ပြီးမှပြန်တွေ့မယ်ပေါ့နော်အဲ့လိုလုပ်ပြီးမှကျွန်တော်ပြန်တွေ့ကြမယ်နော်ခဏဒီနေ့စီလိုအရင်ရှိပါမှကြလုပ်ပြီးမှပြန်တွေ့သွားမယ်နော်လုပ်ပြီးမှပြန်တွေ့ကြပါမယ်